အသာနေပါကြခန္ဓာကိုယ်ကြီးလောင်ကျွမ်းနေတယ်အဲ့ဒီတော့ပိုးလောက်တည်းဖယားဟောထားတယ်ပိုးမျိုး80စားတော့နေတယ်ခန္ဓာကိုယ်တစ်ခါတည်းပိုးလောက်တည်းစားနေလိုက်တာအချစရာမရှိဘူးခန္ဓာကိုယ်တစ်ခုလုံးပိုးကြည့်ပဲအဲ့ကြတော့ခန္ဓာကိုယ်ကြီးဟာပိုးကောင်တို့တရားဌာနကြီးပါလားဘယ်မှာတော့အောင်ဆုံးရလို့လည်းမရှိလက်ရလည်းမရှိကိုယ်ရလို့မရှိငါလည်းဘယ်ကလားလဲငါလည်းမရှိခန္ဓာကိုယ်ကြီးဟာပိုးကောင်တို့တရားဌာနကြီးပါလားပိုးကောင်တို့တရားဌာနပိုးကောင်တို့ဩကာသလောကကြီးပိုးကောင်တို့သင်္ချိုင်းကြီးပါလားသိပြီဒီမှာပိုးကောင်တို့တရားဌာနကြီးပါလားလို့ပိုးမျိုး80စားတော့နေတာကပရိမျက်စိနဲ့ဖွင့်ကြည့်တယ်လို့စိတ်အမြင်သဘောအမြင်မနှောအမြင်ဒါတွေမြင်နေပါလေဗျာတဏှာသပြီအဲ့ဒါတဏှာသခေါ်တယ်အဲ့တော့စိတ်အမြင်မြင်လာတော့ခန္ဓာကိုယ်ကြီးဟာရေမြုပ်ရေဆိုင်ခဲကြီးလို့ဆူပွက်လာတယ်အနာသွေးအနာဟောင်းများလို့ပိုးလောက်တွေတစ်ဖြစ်ဖြစ်စားတော့တာလည်းမြင်ရတယ်10ရက်15ရက်ထားတဲ့မသားကြီးလို့ပုတ်ပွားပြီးတော့တခါမကြည့်ဝင်မနာသားကြီးကိုတခါတည်းကိုမြင်နေရအယိုးစုကြီးလည်းမြင်နေရအယိုးစုကြီးဖြစ်သွားလိုက်ပုတ်ပွားလာလိုက်ရေမြုပ်ရေဆိုင်ခဲကြီးဆူပွက်လာလိုက်လောက်တဖွာဖွာကြားတဲ့ပိုးလောက်တွေစားနေတာမြင်လိုက်ခန္ဓာကိုယ်ကြီးကိုရစရာမရှိတော့မှအဲ့တော့မှတလောကလုံးကြည့်လိုက်ဘုရားဟောတာဘလဘွားဆိုလားဘလဝါဆိုလားမသိပါဘူးဗျာစာတွေကသူများပြောတာရှိဘလဘွားဝိပဿနာတဲ့ကိုယ်ခန္ဓာကိုယ်ကြီးရုပ်ပြက်ကြီးမြင်တော့အတုပပြက်ကြီးကိုမြင်လာတော့အဆင်းပြက်ကြီးကိုမြင်တော့တလောကလုံးရှောက်ပြီးကြည့်လိုက်တယ်ဒကမတွေလည်းကြည့်လိုက်တယ်ရကြမရှိတော့ဒကမတွေကြည့်လိုက်ပြန်တော့အသေးတွေနှလုံးတွေကြည့်ကျင်တယ်ဆိုတော့တခါတည်းမြင်နေတော့တာဒကမတွေကြည့်လိုက်ပြန်တော့ချောတာလှတာကိုမမြင်တော့ဘူးမြင်လိုက်တဲ့ဥစ္စာဒကမမြင်တော့ကြောက်ပြီဗျမျက်ခွက်ကြတဲ့သဘောလောက်ကြည့်တဲ့တခါတည်းကာနဲ့ယွန်စရာကြီးဆက်ဆုပ်ကြတယ်အဲ့ဒီရုပ်ကြီးကိုမမြင်တော့အဲ့ဒီရုပ်ပြက်ကြီးမြင်မှကြောက်တာအားကြီးကြောက်အဲ့တော့ကိုယ်ခန္ဓာကိုယ်လည်းဒီမှာမကြည့်ဝင်မနာတာကြီးနေမအေးရညမအေးရဖြစ်လာနေလည်းမအေးရတော့ညလည်းမအေးရမိတ်ထားလဲတခါတည်းပိုးမြင်ရတယ်ဖွင့်ထားလည်းမြင်နေရမှန်နဲ့မြင်ရတော့မြင်တော့ကိုယ်ခန္ဓာကိုယ်ကြီးဆက်ဆုပ်တယ်ယွန်လာတယ်မကြည့်ရင်လည်းစိတ်ဒေါသစိတ်ဖြစ်သွားတာဟုတ်မျက်စိဘောက်ကနေပြီးတော့ဝေဒနာဖြစ်သွားတာဒါကြီးဟာအဲ့ဒီလိုကြည့်လာတဲ့အချိန်ခါကျတော့ဘယ်လိုဖြစ်လာလဲတဲ့တကား6ပေါက်အာယုံ6ပါးဟာဖြင့်လိုက်လျှောက်ပြီးတခါတည်းကြည့်လိုက်တယ်တလောကဓာတ်လုံးဟာအကုန်ကြည့်လိုက်ဘယ်လိုကြည့်လိုက်တဲ့ဒကမာတွေကြည့်လိုက်တယ်ပုတ်ပွားပြီးတခါတည်းမကြည့်ဝင်မနာလာကြီးဆက်ဆုပ်စရာယွန်စရာကြီးဖြစ်ဒကာတွေကြည့်လိုက်ပြန်တဲ့ဆက်ဆုပ်စရာယွန်စရာမကြည့်ဝင်စရာအတုပါကြီးပုံပြဲပြီးတော့တခါတည်း10ရက်15ရက်ထားတဲ့မသားကြီးလိုအဲ့ဒီလိုမြင်နေရမကြည့်ဝင်ဘူးအဲ့ဒါကြီးတလောကလုံးဟာဖြင့်ဘယ်ကိုကြည့်ရေတွေကြည့်လိုက်တဲ့ပုတ်ပွားပြီးတော့မကြည့်ဝင်အဆင်းတွေပြက်အတုပါအဆင်းတွေပြက်မြေကြီးတွေကြည့်လိုက်ပြန်တော့မကြည့်ဝင်အဆင်းတွေပြက်ရေမြေတောတောင်သမုတ်တရားကြည့်လိုက်ပြန်အကုန်လုံးမကြည့်ဝင်ဘူးတခါတည်းတလောကလုံးဟာကိုတခါတည်းမကြည့်ဝင်ဘူးတခါတလောကလုံးကိုမျက်စိပေါက်ကနေပြီးတော့ဝေဒနာကိုဖြစ်သွားတာပဲတခါတည်းမကြည့်ဝင်တဲ့ဒေါသစိတ်တွေဖြစ်ကုန်တာမကြည့်ရင်လည်းစိတ်ဖြစ်သွားတာကာမကိလေသာတော့ခေါင်းပါသွားတယ်မကြည့်ကြတော့တဏှာသကိုစားတဲ့ကသရဂါများဟာကာမကိလေသာခေါင်းပါတယ်တဲ့သရဂါအမြင်ဘယ်လိုမြင်တာတော့ဘယ်လိုမြင်လို့ကာမကိလေသာခေါင်းပါတာတော့ဒီလိုမေးလိုက်လို့ဝိပဿနာဉာဏ်ဝိပဿနာစိတ်နဲ့ဒီလိုမေးလိုက်လို့ရှိရင်စားတဲ့ကလုံးလေ6ပါးကြီးပြောလို့မရဘူးရုပ်ပြက်ကဘယ်လိုတဏှာတတ်တာကဘယ်လိုတတ်တယ်ဒိဋ္ဌိတတ်တာကဘယ်လိုတတ်တယ်ဒီလိုပြောဒီလိုသိမှာအကျင့်တွေကပြောရမှာအဲ့ဒီတော့မျက်စိနဲ့မြင်ရတလောကလုံးဟာဖြင့်မြင်နေတဲ့အချိန်ခါမှာ10ရက်15ရက်ထားတဲ့မသားကြီးလိုမြင်နေတော့မကြည့်ရင်တဲ့စိတ်တွေဖြစ်ပြီးတော့ဝေဒနာဖြစ်ဒုက္ခဝေဒနာဖြစ်နေတော့ဒေါသစိတ်ဖြစ်ဒီဒေါသစိတ်ဖြစ်နေတာပဲတခါတည်းတလောကလုံးဟာဖြင့်ဓာတ်သဘောတွေလည်းဒီပေါ်မြင်တယ်ဘယ်လိုဓာတ်သဘောတွေမြင်အယုံစုကြီးတွေပထဝီဓာတ်မာမှုသဘောဖောင်းကားပြီးတော့ပုတ်တဲ့သဘောအာဘောဓာတ်တေဇောဓာတ်တွေလောင်ကျွမ်းနေတဲ့တေဇောဓာတ်ဒီပေါ်လည်းဓာတ်သဘောတွေမြင်တာရေမြုပ်ရေဆိုင်ခဲကြီးစူးပွဲပြီးလှုပ်လှုပ်ရွာရွာနဲ့စူးပွဲနေတာအဝါရောဓာတ်ဓာတ်ဤသဘောတွေလည်းဒီပေါ်မြင်တယ်အဲ့ဒီလိုမြင်ပြီးတဲ့မကြည့်ဝင်မှုဓာတ်ကြီးကပုံပြက်ဓာတ်ကြီးကိုမြင်တော့အဲ့ဒီတော့ဘယ်များလွတ်သေးသလဲကြောက်စင်းမှုဘုရားကြီးများလွတ်သေးသလားလို့ဆိုတော့စိတ်ဤတကူကအနံ့ကြီးတယ်နော်ဝိပဿနာဉာဏ်ဆိုတာမခံနိုင်ဘူးဘယ်ဟာမှမခံနိုင်ဘူးဝိပဿနာဉာဏ်ဝိပဿနာစိတ်ဖြစ်နေပြီဆိုလို့ရှိရင်ကြောက်စင်းသူကြီးကြည့်လိုက်ပြန်တော့လဲကြောက်စင်းသူကြီးကဒီမှာမကြည့်ဝင်ဘူးမျက်ခွက်ကြီးကသကောလောက်ကြည့်တဲ့တခါကြောက်စင်းသူကြီးကပုတ်တာရွှေတုံဘုရားကြီးကြည့်လိုက်ရွှေတုံဘုရားကြီးလည်းပုတ်တာအစင်းတွေပြက်ပြီးတော့မကြည့်ဝင်ရွှေတုံဘုရားကြီးလည်းမကြည့်ဝင်ကြောက်စင်းသူကြီးလည်းမျက်လုံးကြီးပြူပြီးတခါမျက်ခွက်ကြီးကသကောလောက်ကြီးပြက်ပြီးတော့မကြည့်ဝင်ဘူးအဲ့ဒီမှာကြောက်တော့ကြောက်စင်းသူဘုရားကြီးလည်းမရှိပါလားရွှေတုံဘုရားကြီးလည်းမရှိဘူးတလောကတော့အတုပတရားကြီးပါအပုတ်အသိုးကြီးပါလားအပြစ်တရားကြီးပါလားအဲ့တော့မှသဘောပေါက်ပါနဲ့ပြညတ်တော့စင်သေးတယ်မစင်သေးဘူး
အဲ့ဒီလိုမျက်စိဘောက်ကနေပြီးတော့တလောကဓာတ်လုံးဟာဖြင့်အပုပ်အသိုးကြီးမြင်တယ်အပုပ်အသိုးကြီးမြင်တော့ဥပဇင်းကနေပြီးတော့ဘယ်နေရာများကိုယ်